ဒါကတော့နတ်ပြည်တက်တဲ့လှေကားပဲဖြစ်ပါတယ်ဒီနာမည်ကိုတော့ကျွန်တော်ဖင်ရပြီးတော့ရှောက်ပေးထားတာဒီနေ့မှာတော့ကျွန်တော်တို့ဖွဲ့တောင်ကိုရီးယားနိုင်ငံရဲ့တော်လှန်ရေးသမိုင်းဝင်နေရာတခုကိုသွားမှာပဲဖြစ်ပါတယ်။ဟိုဒန်နာကြီးလိုပုံမြင်လိုဂျင်းထည့်ထားတဲ့သမိုင်းမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကြေကွဲစရာအတိတ်သမိုင်းကြောင်းတွေရှိခဲ့တဲ့နေရာလေးတခုပါ။1894ခုနှစ်ဂျပန်နဲ့ကိုရီးယားကျွန်းဆွယ်ကိုသိမ်းယူထားတဲ့ချိန်တုန်းကဒီဂျပန်စစ်သားတွေရဲ့လူဘာဝအနိုင်ကျင့်တာကိုမခံနိုင်တော့လို့ဒီနယ်တဝိုက်ကလယ်သမားတွေကရရလက်နက်နဲ့ပြန်ချမယ်ဆိုပြီးတော့တော်လှန်ရေးလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းလက်နက်အင်အားချင်းမမျှတာမို့လို့တော်လှန်ရေးကမအောင်မြင်ခဲ့ပါဘူးဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ဒီလေသမားတွေကဒဲတွန်းဆန်းလို့ခေါ်တဲ့ဒီတောင်ကြီးစီကိုထွက်ပြေးလာခဲ့ကြပါတယ်ဒီလိုအေးစိတ်နေတဲ့ယာတီဦးတို့ကိုကြမ်းကြမ်းခံရင်းနဲ့ပဲဒီတောင်ပေါ်မှာ3လလောက်ပုံခုခဲ့ကြပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီထွက်ပြေးလာတဲ့လူတွေအားလုံးဂျပန်စစ်သားတွေရဲ့လက်ထဲမှာပဲကြာဆုံးခဲ့ကြရပါတယ်အဲ့ဒီကြာဆုံးခဲ့ရတဲ့လူတွေထဲမှာဗိုက်ကြီးတဲ့တယောက်လည်းပါနေတယ်လို့သိရပါတယ်ပိုပြီးခြေကွဲစရာကောင်းတာတနေ့သားကလေးရဲ့ဖေကသူတို့ဂျပန်နေလက်ကနေမလွတ်တော့ဘူးဆိုတာသိရတဲ့ချိန်ကလေးလေးကိုပါပြီးတော့ကြောက်ကဘာပေါ်ကနေခုန်ချသွားခဲ့ပါတယ်။နောက်ပြီးတော့1910ခုနှစ်နောက်ပိုင်းမှာလည်းဒီနေရာမှာကိုလိုနီစန့်ကျင်လှုပ်ရှားမှုတွေအတွက်လှုပ်ဝက်စခန်းတစ်ခုအနေနဲ့ဒီတောင်ပေါ်မှာအခြေစိုက်ခဲ့ကြတယ်လို့သမိုင်းမှတ်တမ်းတွေကဆိုထားပါတယ်။နောက်ဒီတောင်ပေါ်မှာရှေးခေတ်စစ်မြေပြင်ကျွင်းကျန်တဲ့လှုပ်ဝက်အုပ်ကူတွေလည်းရှိသေးတယ်လို့လည်းသိရပါတယ်။ကိုရီးယားစစ်ပွဲအတွင်းမှာတော့လည်းမြောက်ကိုရီးယားပျောက်ကြားသဘုံတွေကိုနှိမ်နင်းခဲ့တဲ့နေရာတစ်ခုဖြစ်နေလေဒဲတွန်းဆန်းအားထင်ရှားပါတယ်။ဒီကြောက်တုံးကြီးကတော့ဒဲတွန်းဆန်းတောင်ရဲ့အံ့ဖွယ်တွေအားတစ်ခုပါ။လီခက်ကြမ်းကြမ်းတိုက်လိုက်လို့ရှိရင်ပြုတ်ကျသွားမလားလို့ထင်ရပါမယ်။အခုချိန်ဒီမပြုတ်ကျပဲနဲ့ဒီတိုင်းပဲရှိနေတာပါ။ဒဲတွန်းဆန်းကိုတက်ဖို့အတွက်တောင်တက်လမ်းကြောင်း3ခုရှိပါတယ်။လမ်းကြောင်းနံပါတ်1နဲ့3ဟာတောင်ကြီးကနေစပြီးတော့လမ်းလျှောက်တက်ရမှာဆိုတော့3နာရီကျော်လောက်ကြာပါတယ်။လမ်းကြောင်းနံပါတ်2ကတော့ကေဘယ်ကစီးလို့ရတာမို့လို့တောင်ထိပ်ထိရောက်ဖို့ကိုကေဘယ်ကတဝက်စီးပြီးတော့လမ်းလျှောက်တက်မယ်ဆိုရင်မိနစ်40တနာရီဝန်းကျင်လောက်ပဲကြာပါတယ်ပြီးခဲ့တဲ့နှစ်နွေရာသီကျွန်တော်လာတော့ကတောင်ကြီးကနေအစားအဆုံးလမ်းလျှောက်တက်ခဲ့ကြပါမယ်ဒီတစ်ခေါက်မှာတော့ကေဘယ်မဖြစ်မနေဘူးစီးရပါတယ်ဘာဖြစ်လို့လဲဆိုတော့နှင်းနေအများကြီးကြာတာလို့လမ်းတွေကအရန်ချောနေလို့ကဲအဲ့ဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဦး초래 미끄러워 너무 미끄러워요 아이고 오 진짜 아유 야라ကောင်းတဲ့လေကားကြီးပဲဖြစ်ပါတယ်ကောင်းတဲ့လေကားကောင်းတဲ့တရားကြီးပဲဖြစ်ပါတယ်ပြောချင်ဆိုတယ်လောဒီတရားကို1985ခုနှစ်တုန်းကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့1985ခုနှစ်တုန်းကတကြိမ်ပြန်လည်မွမ်းမံခဲ့ပါတယ်အခုမြင်နေရတဲ့တရားကတော့နောက်ဆုံး2021ခုနှစ်မှာပြန်လည်တည်ဆောက်ထားတာပဲဖြစ်ပါတယ်ပြင်တော့ကျွန်တော်ဟိုးလေကားကိုတက်မှာအဲ့လေကားကိုဘာနာတော့လဲဟဲ့ဘာSamsung算阿玛看出了哇Samsungအရှယ်ကြီးပြင်တော့ဟိုးထိတ်ဆုံးကျောင်းမန်းတဲ့ဆိုတောင်ထိပ်ကိုတက်မှာအောင်ဖေး打ရမ်းလေကျုပ်ဖေးကဲအဲ့ဒါယူဆက်တယ်အဲ့အနေအများလို့ဗီဒီယိုပိတ်မှရဦးဇောဒီလိုဈေးဆိုင်လေးတွေစီရောက်တဲ့အခါမှာကြိုက်ထီကိုတောင်တက်ခဲ့တုန်းကအချိန်မျိုးပြန်ပြီးတော့သတိရပါတယ်ဆက်တက်လာဟဲ့စီးရ
ဟုတ်လားကားပါငယ်ဒါကတော့နတ်ပြည်တက်တဲ့လေကားပဲဖြစ်ပါတယ်ဒီနာမည်ကိုတော့ကျွန်တော်ဖင်ရပြီးတော့ရှောက်ပေးထားတာပါ Em đi lên đỉnh rồi. Em lên đỉnh rồi nhưng nó có nhiều nó có nhiều chỗ nó có mấy khúc bên kia nó có mấy mỏm đá. Kia nó có mấy vách đá. Ừ đúng rồi. có một miếng số muối chúng mình chú nào mồi chú nào Đi lên bên kia chơi rồi xong rồi nghỉ ngơi ăn uống xong. Giờ đến kia đó. 우리 잠바 입으면 못해 맞지? Về. 와 Nhắm môi đi. Cho nó khỏe hơn mồm. 추워 비행 금지야? 아니 해도 되는데 송병 잠시. 비나 가지다 라ပြီးတော့ drone ပြန်လို့မရဘူးဘာကိုချိလာပေါ့ကဲဒီကားပေါ်တက်ပါအခုဖုန်းထဲမှာမြင်ရတဲ့မြင်ကွင်းထက်အပြင်မှာမျက်စိနဲ့မြင်ရတဲ့မြင်ကွင်းကပိုပြီးတော့အရန်လှလို့ဗျာဘယ်လိုပြောပြမလဲတော့မသိဘူး drone နဲ့ရိုက်ထားတာလေးကိုပဲကြည့်လိုက်တော့ဒီနေရာမှာကျွန်တော်သတိထားမိတာတခုဟာကျွန်တော်လူငယ်တွေလမ်းပြောင်းနေတာလားဘာလားတော့မသိပါနဲ့ဒီလိုနေရာမျိုးတွေမှာလူကြီးပိုင်းတွေကိုပဲအများဆုံးတွေ့ရဝါ여기 와 여기 와. 여기 봐 뒤야 잠깐만 가만히 있어 와 여기 봐 여기 봐 산 Ê ha. Vì dòng sao ha có ISO. Không ngược sáng vậy nó mới vui chị. Vậy nó mới vui. Giang cung đây là thằng này kiểu.အဲ့ဒီပေါ်မှာကျွန်တော်တို့ကဓာတ်ပုံတွေပါတက်ပြီးရှောက်ရတယ်ကိုရီးယားတွေကလုံးဝအဲ့လိုနေရာကိုမတက်ဘူးသူတို့တွေပြုတ်ကြပြီးတော့မာလကီယာဝါမှာဟိုကြောက်လို့ 그런데
đây ní có black chân à cái đây sầm mố mấy trái ăn ba nó ra lúc nãy người lúc đó là lúc đó anh chưa à đó là gọi là assistant của mình con là chú chỉ gài hả má mày giờ lại thì cho luôn hả má mày à ok điên rồi dạ bộ một con má mày giờ lại ngồi đây ra chí bản thấp một nhảy nào thực ra anh mệt thì kêu nó bị dầu không phải chờ bị dầu không là tay dây gì tôi chẳng không bao giờ ơi, 올라가지 마. 올라가야지 đèo chứ chưa Wow, giống thiên đường á ở trên đường đấy lên thiên đàng Wow. lên thiên đàng sao là? không dễ đi nhìn Đó là đi bên đó xem à, xem phim mà. ဒီနေရာမှာကျွန်တော်ဓာတ်ပုံလေးပါလေးရိုက် TikTok မှာတင်မဲ့ဗီဒီယိုတွေပါရိုက်ရှောက်ရိုက်ပါညာဟုတ်ဗျာ bà lại đứng hẳn đằng sau bà phải đứng về trước một đằng trước hàng ဒီကင်မရာမန်ကမြောက်ပေးတယ်ဟိုဘက်ကငါပေါ်နှစ်ယောက်ကဒီဘက်ကပြောသမျှအကုန်လိုက်လုပ်တယ် đấy đúng rồi đẹp đấy đẹp đúng thế rồi đấy သူတို့ဘာလုံးနေလဲဆိုတော့ရှိုးလိုက်โอเค 있어 nè kéo vậy nào bali Bia cứ chăng ca tơ 하지마 đây là Phật tổ ngủ trong rừng qua đi lên nó vậy hả chứ ở dưới này rồi máy nó trơn nó trượt xuống rồi bà ở dưới làm sao bà chọi đi bên đó có làm sao thôi cho trong một giấc đi đi mất cái này nè nhân thủ này sẽ à xem một view chua lộ đi đi mà kim phát sao chẳng kim phát mọc cho cô mà rồi cho trong thấy của dâu bị nó anh đi này lấy tập vào đâyတောင်တက်မယ်ဆိုရင်ရိတ်ခါလေးနည်းနည်းတော့ပါလာမှအဆင်ပြေတယ်။ဘာဖြစ်လို့လဲဆိုတော့တောင်တက်လို့ရှင်ပင်မန်းတော့ဗျာဘိုက်တွေပါစားတတ်တယ်။အဲဒါကြောင့်ကျွန်တော်တို့တောင်ကြီးမာတဲ့ဟာဂင်ဘတ်တို့ကြက်ဦးကအိမ်ကနေပြုတ်လာတယ်။ပြီးတော့အချိုရည်တို့ရေဘူးကတော့မဖြစ်မနေယူလာ။ကြက်ဦးခွန်ကျွန်တော်ခေါင်းနဲ့ရိုက်ပြီးတော့ခွဲထားရတယ်လန့်အောင် rồi đớp đi chưa của thằng này bóc đi chưa không ý là cái quả nó vỡ sẵn bóc đi chứ ကျဲဥပြုတ်ကိုခောက်ဆွဲပြုတ်အထုပ်ထဲမှာပါတယ်စားနဲ့တို့ပြီးတော့စားမှာပဲဖြစ်ပါတယ်။ရမ်းစားလို့ကောင်းတယ်
đúng 2 đôi đũa rồi hả nó có cho cất à nhưng rất là nhanh mà đúng ngon á Đường ta với đường đi mà. không nhiều thấy bà này cặp giò đời phong cảnh ngon ê nhìn cổ không nhìn cái dáng này nhìn giống gái đôi mươi như này Hôm đi nhiều à lên đây không sướng he. tao nói bà nhớ ở nhà nhìn video nữa mê mà Sướng he. không thèm á Ở nhà ấm cúng sướng còn gì nữa. he đó là liệu hồ nó he đó là lát về mà không có đồ ngon là liệu hồ không vỡ nhỉ không có gặp wow như vậy cả cũng cảnh gì tây sơn trong thấy chú quan của nó rồi phong cảnh gì lâu à xong bị thế này không trả lại đâu có ý để thay trong cái gìကျွန်တော်အခုဒီခရီးစဉ်တစ်လျှောက်လုံးမှာ drone shot တွေကလွယ်လို့ရှိရင်ကျန်တဲ့ဟာတွေအားလုံးက Galaxy S25 Ultra နဲ့ရိုက်နေတာဖြစ်ပါတယ်ကင်မရာကောင်းချက်ကြီးကိုရှိုးလိုက်drone ဆွဲတာ Đi thẳng đường ra cái đoạn kia là tốt. Vẫn đang quay nhá.ဒါကတော့အမျော်ကင်းကြီးပဲပေါ့နော်အမျော်ကင်းကြီးကနေအောက်ကောက်ကိုကြော်ကြည့်ရတဲ့ feeling ကဘောကန်လဲမှမတော်ဘူးပေါ့အဲလေယူသဒဝင်ခံရတယ်ကျွန်တော်ဒီတောင်စွန်းမှာမတက်ရက်ပြီးတော့ဒီ drone shot တွေရိုက်နေတဲ့ချိန်တော့တော်တော်လေးဒူးတုံနေပါတယ်Hello. Nay rồi chăng? Lý á lại dán tay bị rồi vậy, tại đâu à nè nên là được phân cả lại nên cho này rồi, chọc xì lì rồi nên phê mi, chỉ để che cho ra này cho nó mà sau nó lao vào mà. ပြီးတော့ဒီလိုတောင်စွန်းလေးပေါ်တက်ပြီးတော့ရိုက်တာလဲနည်းနည်းစွန့်စားရကြတယ်ပါဗျာကဲတောင်ထိပ်ကနေ view ကို drone shot လေးကနေပြီးတော့ရှူစားကြပါnhưng đeo kínhခုန drone shot ရိုက်တဲ့အချိန်မှာကျွန်တော်စီစဉ်ထားတာကကျွန်တော်တချင်းတိုလေးတစ်ပုတ်ကမယ်ပေါ့နော်ဒါပေမဲ့ဒူးတုံတွေကလည်းမကပြစ်လိုက်ပါဘူးနည်းနည်းလေးတော့ရအောင်ကြိုးစားကြည့်ပေမဲ့အဆင်မပြေပါဘူးဒါဆိုရင်ကျွန်တော်တို့အောက်ကိုပြန်ဆင်းပါတော့မယ်အဆင်းကတော့တော်တော်လေးချောလို့ဗီဒီယိုဖုန်းကန်ပြီးတော့ဗီဒီယိုရိုက်ဖို့အသိအဆင်မပြေလို့ကျွန်တော်မရိုက်တော့ပါဘူး
ကုန်းကန်ပြီးတော့ရိုက်ဖို့အဆင်မပြေလို့မရိုက်တော့ဘူးโอเคဒီဘက်ကားနာရောက်မှပြန်ဘိုင်ဘိုင်ဒီဝစီမနေရောက်ပါခင်ဗျာပြန်ဆင်းကြရင်ကြိုက်ထီးလိုမျိုးခက်ဆင်ဆင်ကြောက်တုံဟီကိုရိုက်ဖို့အတွက်နေရအမြန်ပြေးဥပါပဲ 갔다가 올라오면서 이걸 타고 올라온다 그랬어. 근데 빨리 와서 타야 되는데 이거 저. 이제 행숙이 지금 올라온 거야. အဲ့ကြောက်တော့သူတို့ကိုရီးယား KBL ခိုက်ချင်းပြတာကတော့လေးတိုက်လို့ရှိရင်ပြုတ်ကြသွားနိုးနိုးနဲ့ပြုတ်ကြနိုးနိုးပြုတ်ကြနိုးနိုးနဲ့အဲ့ကြောက်တော့လုံးဝပြုတ်ကြတာဒီတိုင်းရှိနေတော်တော်လေးကိုကြာပါ 잡을 게 없다. 경제 잡으러. 아 그냥 한개통 여기는 원래 문 열어. KBL စီးနေတဲ့အချိန်မပြင်းအောင်ဒီနာဝင်းကျင်အနီးတစ်ဝိုက်မှာဘာတွေရှိလဲဆိုတာကို KBL တို့ကိုက်ထုတ်ပြပေးနေတယ် 케이블카를 타고 올라오실 때의 설렘이 산행 후의 기쁨으로 가득하시리라 믿습니다. 여러분의 안전을 위해 발을 구르거나 이동하지 마시기 바랍니다. 또한 서 계신 분들은 머리 옆에 있는 손잡이를 잡아주시기 바랍니다. 대둔산의 산림 면적은 7제곱킬로미터로 서울 여의도 면적의 2배 가까이됩니다. 국립공원연구원이 최근에 대둔산의 생태계를 조사한 결과 대둔산에는 1,500여 점의 각종 생물들이 서식하고 있는 것으로 땡볕에 이래가지고 가시는데 땡볕 이래와. 손톱이 꺾어져. 아 우리 온다고 기도하는 거 맞지 않나? 충상해야 돼. 기도. ကိုရီးယားတွေကဗျာယဉ်ကျေးမှုအရပေါ်ရန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့အရန်ယဉ်ကျေးဖော်ယူရဲပေါ့နော်ဒါပေမဲ့ကိုရီးယားမှာအနေကြာလာတဲ့လူဆိုရင်တော့ဒီကောင်လေးစိတ်သက်ဘယ်လိုရှိလဲဆိုတာအကောင်းကောင်းသိ 가세요. ဘယ်လိုလဲဆိုရင်ဗျာဥပမာကောင်းကောင်းသွားပါဆိုအမှန်တကယ်တော့မြန်မြန်သွားကွာမြန်မြန်သွားဆိုတဲ့အဓိပ္ပာယ်မျိုးသိလား 하산은 저놈이 대두산 기에서는 비상도하고 있었거든요. 저놈 그냥 말로 배팅하니 우상하고 똥나이 까먹으면 좋아해. 바이바이. 좋다. 저기요. 호떡. 이거 먹는 거 아니야? 누구라고 그래요? 물 조금만 줘. ဆိုင်ရှင်မမအပြိုကြီးလာတော့မသိဘူးတော်တော်လာဒီဟိုတော့ဆိုတာကိုရီးယားဆန်မုံအထဲမှာတော့ဘာတွေပါလဲဆိုတာကျွန်တော်လည်းတိတိကျကျတော့မသိဘူးလောလောဆယ်သိတာတခုကတော့ဒီဆိုင်ရှင်မမရအရန်လာနေရပဲ မမကောဒီဆိုင်မှာပိုတုံးလုံးလေးတွေလည်းရပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါမစားပါဘူးကျွန်တော်ကငါးဦးချောင်းစားမှာဖြစ်ပါတယ် 우단 먹어요. 우단 주세요. 그냥 먹으면 되잖아. 국물? 주세요. ဒီလိုရာသီဥတုအရန်အေးနေတဲ့အချိန်မှာအိုနန်းပူပူလေးကိုစားလိုက်ရတာ feeling ကဘာပြောကောင်းမလဲပေါ့နော် 말하면? 영유아 60세 상상에서 감염시 한 번 치명타는 병증으로 이어질 수 있습니다. 주로
바이러스와 비슷한 시기에 발생하는 RSV. 자세한 내용은 의사와 상담하세요. 이 광고는 RSV 질환 인식 캠페인입니다. 온 가족이 매일 마시는 물. 어떤 기준으로 선택하세요? 아이자. 아주 미세한 나노 플라스틱까지 검사해서 안심, 깨끗한 물, 자연의 기쁜 물. 와. Anh con nhận chưa? 아. ကျွန်တော်တို့လိုဘူဆန်သားတွေအတွက်ဆိုရင်တော့နန်ဖိုလုံးမှာရောင်းတဲ့နာမည်ကြီးဟိုတော့ကအရသာအရှိဆုံးပဲဒါမဲ့ဒီဟိုတော့လေးကလည်းဆန်ရှင်မမလှလှလေးကလုပ်ပေးထားတာဆိုတော့ဆက်လို့ကောင်းပါဆို Bye bye. Bye bye. Bye bye. Mời. Bye bye. Bye bye. အိမ်ပြန်ရတော့ညမိုးချုံနေပြီမို့လို့ညစာအနေနဲ့ကျွန်တော်တို့ဟော့ပေါ်ချက်စားဖြစ်ပါတယ်ဘီယန်နာဟော့ပေါ်လေးပေါ့နော်ဟိုတစ်ခါခွေးသားရင်ချက်စားတဲ့ဗီဒီယိုလေးတင်လိုက်တာ YouTube ပေါ်မှာနည်းနည်းလေးကြရက်တော့ထပါတယ်ကျွန်တော်ဒါမျိုးခရီးတွေတွားလိုက်စားလိုက်လုံနေလို့ပတ်စံတွေအများကြီးကုန်တယ်လို့တွေးနေရင်တော့မှားပါလိမ့်မယ်မကုန်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဗျာတင်းနေတွားတာဆိုတော့စီဘိုးကုန်မယ်ပြီးလို့ရှိရင်ဝယ်စားလို့ရှိရင်လည်းဗျာတယောက်အနည်းချင်းပေါ့ဟိုပုံမှန်ကျွန်တော်တို့ဟိုကိုရီးယားမှာဟိုတချို့ပေါ်တာတွေဗျာအရက်ဝိုင်းထောင်တဲ့လောက်တောင်ကျွန်တော်တို့တွားတဲ့ခရီးစိတ်ကမကွာအဲ့ဒါတကယ်ပြောတာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ဒီထက်ပိုလှတဲ့နေရာတွေကိုတွားဖို့အစီအစဉ်ရှိတာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်ပေးကြပါလို့ပြောကြရင်လည်းနှုတ်ဆက်လိုက်ပါတယ် bye bye နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ် Được chị ăn đi. Ê bà. Rớt ra, mình rớt ra. Lát nữa đi đưa cho nó tính một lần đi. Nhốt một đôi đủ. Đi. Leo núi mà không nhấc chân là gì nhấc tay nhấc mẹ. 베트남 한 번은 새우는 그냥 세 마리 네 마리만 있어 이렇게 한뭐 팔라면 Ê, con bạn này à? Con bạn này. Có, ăn vậy thôi, bớt ra thôi đó. Giờ cho vô nào này đúng đây. Tôm ngon này. Chất lượng hả? Trẻ không? Ê, đúng rồi, bỏ nấm vô cho nó ngồi tìm nấm đây này. Nấm này là phải bỏ, nấm nó từ từ. Đây, chị lụm ra đấy chị bỏ nấm từ về vậy. Em con em phải làm 2 bó mới đủ. Anh yên tâm đi, ăn hết rồi em đứng để em làm cho chị ăn, chị yên tâm. Yên tâm. Thiếu gì cho cái nấy. Thế hú một tiếng hôm nay chị là hú bà rồi. Người về không bia mua gì hả? Mua đất ngồi rồi đó. Hôm nay cũng muốn nấu món à? Cho nó chụp hình cho nó. À, vậy hả? Để nguyên con này lên đã. Không cho nó chụp hình lòng mè. Đó, ok chưa bưởi. Này này.